ခေါ်ရမှာဖြစ်ပြီးငကိုအမြောက်ကြီး3ခုကိုပေါင်းစပ်တီထွင်လိုက်တဲ့လက်နက်နာမည်ကိုတော့ပါရီအတွက်အမြောက်လို့ပေးထားကြပါတယ်အဆိုပါလက်နက်ကိုထုတ်လုပ်ခဲ့တာကတော့နာမည်ကြီးလက်နက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ဘာသာခရပ်ပဲဖြစ်ပါတယ်မဟာမိတ်တို့အတွက်ရေးပေါ်အခြေအနေမှာတပ်တွေအားလုံးစုစည်းလိုက်ပြီးမာရှယ်ပထန်ကိုထိုတပ်ပေါင်းစုကြီးရဲ့တေနာပတိခတ်အပ်ချင်နေကြပါတယ်။သို့ပေမဲ့သဘောထားပြောင်းတယ်လို့ယူဆကြတဲ့ထိပ်သီးကောင်းဆောင်အချို့ကတော့အသက်66နှစ်အရွယ်ဗိုလ်ချုပ်ဖာဒီနန်ဖတ်ကိုရွေးချယ်လိုက်ကြပါတယ်။ဒုတိယတေနာပတိကတော့နောက်ဒုတိယကမ္ဘာစစ်ကြီးမှာတေနာပတိအဖြစ်ဆက်ခံလာမဲ့ဗိုလ်ချုပ်ဝေကွန်ဖြစ်ပါတယ်။ဗိုလ်ချုပ်ဖာဒီနန်ဖတ်ဟာပါရီရှေ့ပိုင်းမှာရောက်နေသူအမေရိကန်ဗိုလ်ချုပ်ကြီးဂျွန်ဘာရှင်းနဲ့တော့တွေ့ကအကူအညီတောင်းပေမဲ့1919လောက်မှာအသင်းဖြစ်လာမဲ့သူ့တပ်ဖွဲ့ကြောင့်ညှင်းဆန်လိုက်ပါတယ်။ဒါဆိုပြင်သစ်နဲ့အင်္ဂလိပ်တပ်သားတွေကုန်သည့်အထိအမေရိကန်တို့ကဘေးထွက်ထိုင်နေမှာလားလို့ကင်မရာရှေ့မှာဟန်ဆောင်အပြုံးနဲ့စကန်နာထိုးခဲ့ပါတယ်။ဗိုလ်ချုပ်ဂျွန်ဘာရှင်းဟာတိုးလောက်ငယ်သားတွေရဲ့အသက်ကိုထိုးကျွေးတာမျိုးမလုပ်လို့သူမို့ခြေလျင်တက်ဝေဟင်တက်နဲ့အမြောက်တက်တွေတစုတစည်းတဲ့ဖြစ်တဲ့အခါမှာလှောက်ရှားစစ်ကိုစားကျင်နေတာဖြစ်ပါတယ်။အသင်းဖြစ်နေတဲ့လေသူရဲတွေကတော့ဂျာမန်လေယာဉ်တွေကိုစွန်းစွန်းတက်မှန်ဖျက်ဆီးကရန်သူထိုးစစ်ကိုလည်းမှွေနှောက်နိုင်ခဲ့ကြပေမဲ့သူတို့ကြောက်ရမဲ့လူတဦးလည်းရှိနေပြန်ပါတယ်။သူ့နာမည်ကတော့ Richthofen ဖြစ်ပြီးလေယာဉ်အဆင့်80အထိကိုပစ်ချထားနိုင်တဲ့ဂျာမန်ရဲ့အရှားပါဆုံးလေသူရဲဖြစ်ပါတယ်။အထင်ရှားဆုံးအနီရောင်လေယာဉ်ကိုအသုံးပြုပြီးရန်သူမြေပြင်အနီးထိရဲရဲတင်းတင်းများခေါ်ကသူ့နောက်လိုက်တွေကဝိုင်းဝန်းပစ်ချတဲ့ဗျူဟာကိုအသုံးချပါတယ်။1918ဧပြီလ21ရက်နေ့ကျွမ်းကျင်လာပါတယ်ဆိုတဲ့ Richthofen ဟာသူလုံနေကြအတိုင်းရန်သူမြေပြင်အထိအနီးကပ်ပြန်တန်းချိန်မှာတော့ပြည်တိုင်လေယာဉ်တစ်စီးနဲ့တိုက်မိပြီးကနေဒါတပ်သားတယောက်ကပစ်ချနိုင်ခဲ့ပါတယ်။ထိုလေယာဉ်ရဲ့နောက်လိုက်ကတော့ Richthofen သေဆုံးမှုဟာသူ့အမှားကြောင့်လို့ဝန်ခံခဲ့ပြီးပြည်တိုင်တို့ဟာဂျာမန်သူရဲကောင်းရဲ့ရုပ်အလောင်းကိုတလေးတစားသယ်ယူကနယူးဇီလန်မှာခန်းခန်းနားနားဇာပနာကျင်းပပြီးခဲ့ပါတယ်။ Richthofen အနေနဲ့သူလေယာဉ်တစ်စီးပစ်ချပြီးတိုင်းပြောတဲ့စကားကဘလို့ပဲစစ်ပွဲမှာရန်သူကိုတိုက်ရတယ်ပဲဆိုဒါလူသတ်မှုမြောက်ကြောင်းရေရွတ်လေးရှိပါတယ်။ Richthofen ရဲ့အကြဆုံးကဂျာမန်တို့အတွက်စိတ်ထိခိုက်ရဆုံးသတင်းလည်းဖြစ်ပြီးရှေ့တန်းထိုးစစ်နေရာတွေထံကစစ်သားတွေစီထောက်ပို့မလိုက်နိုင်တဲ့အခက်အခဲကြောင့်စစ်သည်တွေကအင်အားချိနဲ့လာပြီးဖြစ်ပါတယ်။ဒါကြောင့်နောက်ရင်ပြန်လှည့်ကကိုယ့်အစီအစဉ်နဲ့ကိုရိတ်ခါရှာဖွေရတဲ့စစ်သည်တွေအနေနဲ့သူတို့နဲ့ထိတွေ့တိုက်ပွဲမှာကြာရှုံးခဲ့တဲ့အလောင်းတွေကြားကရေကိုတောက်ရင်14ရာစုအစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ပလိတ်ယောဂထက်ဆိုးတဲ့ကက်ယောဂတစ်မျိုးပေါ်လာပါတော့တယ်။နိုင်ငံအနှံ့ပြားမှာကူးစက်နေပေမဲ့စပိန်နိုင်ငံကစတင်ဖော်ပြတာကိုအကြောင်းပြုပြီး Spain flu စပိန်တုပ်ကွေးလို့ခေါ်ဆိုခဲ့ကြပါတယ်။ဒီယောဂကြီးဟာမြောက်အမေရိကအာဖရိကအာရှနဲ့ဥရောပတိုက်ကြီးတွေကိုကူးစက်သွားခဲ့ပြီးလူပေါင်းတန်း30လောက်သေကျေခဲ့ရပါတယ်။ရှေ့တန်းစစ်မြေပြင်ကပြည်တိုင်စစ်သည်2သိန်းပြင်သစ်စစ်သည်4သိန်းနဲ့ဂျာမန်စစ်သည်5သိန်းတို့ဟာစပိန်တုပ်ကွေးကြောင့်သေဆုံးခဲ့ရပါတယ်။ထို့စစ်မှာအင်အားရော့သွားတဲ့လူဒန်ဒေါဖ်တယောက်စေယုံကစစ်သားအဟောင်းတွေကိုပါစစ်ပွဲထဲပြန်လည်မောင်းသွင်းခဲ့ရပြီးဂျာမန်ဘီရင်ကိုယ်တိုင်အခြေအနေကိုစိုးရိမ်စားပြုလာပါပြီ။မဟာမိတ်ခံစစ်ကိုထိုးဖောက်ဖို့ကြိုးစားနေတဲ့ဂျာမန်တို့ဟာမူးမြင့်နီစိတ်မီရဲ့ဒေသကအမေရိကန်တို့အခြေစိုက်ရာစခန်းကိုပါဝင်တိုက်လာကြပါပြီ။1918ဧပြီလ23ရက်နေ့တိုက်ပွဲမှာအမေရိကန်စစ်သည်650လောက်ကြာရှုံးသွားတဲ့အတွက်ဒေါသထွက်သွားတဲ့ဗိုလ်ချုပ်ဂျွန်ဘာရှင်းဟာတံပြန်ထိုးစစ်ဆင်ဖို့အမိန့်ထုတ်လိုက်ပါတယ်။ဒီတံပြန်ထိုးစစ်ကိုပါဝင်မဲ့လူတွေထဲမှာနောက်တစ်ချိန်အမေရိကန်သမ္မတဖြစ်လာမဲ့ဗိုလ်ကြီးဟယ်ရီထရူးမန်လည်းအမြောက်တပ်မှာပါဝင်ခဲ့ပါတယ်။စနစ်ကျလုံးတဲ့အမေရိကန်တို့ဟာဂျာမန်ဂရုချင်းအားလုံးကိုသိမ်းယူနိုင်ခဲ့ပြီးအသက်မဖြစ်သေးတော့လဲဒီစစ်ပွဲကိုဆင်နွှဲနိုင်ကြောင်းသက်သေပြလိုက်ပါတယ်။သို့ပေမဲ့1918ဇွန်လ26ရက်နေ့ဘက်ဂလိုတစ်တော်တိုက်ပွဲမှာဂျာမန်ထိုးစစ်ကိုအနီးကပ်ခုခံခဲ့ရတဲ့အမေရိကန်မရိန်းတပ်သားတွေဟာနယ်မြေကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပေမဲ့အကြရှုံးများခဲ့ရပါတယ်။သူတို့တပ်တန်းတစ်လျှောက်ဒီလိုရပ်ပေါင်းများစွာမစားရမတော့ရတိုက်နေရတဲ့စစ်ပွဲမျိုးမရှိဘူးတဲ့အတွက်လူအင်အား၄ပုံမှာ3ပုံလောက်ဆုံးရှုံးခဲ့ရပါတယ်။1918ဇူလိုင်လ15ရက်နေ့စစ်ပန်းနေပြီဖြစ်တဲ့ဂျာမန်တပ်သားတွေဟာငြိမ်းချမ်းရေးအတွက်ဆိုတဲ့စစ်စင်ရေးနာမည်နဲ့ထိုးစစ်ဆင်ဖို့အမိန့်ရလာပြန်ပါတယ်။မြေပြင်ကဂျာမန်စစ်သားတွေဟာသူတို့ထပ်မံရင်ဆိုင်ရမယ့်အထက်လိုသမျှရနေပြီး၄နှစ်လုံးအနားယူနေကြတဲ့အမေရိကန်စစ်သားတွေပါလာမှကြောင်းစိုးထိတ်နေကြပါတယ်။ဒါကိုကြိုသိနေတဲ့လူဒန်ဒေါဖာအချိန်ကြာလေအကျိုးရုပ်လီပဲမို့တာလုံအင်အားကိုအသုံးချပြီးမိုက်ရွဲဆန်စွာလောင်းကြီးထပ်လိုက်ပါတော့တယ်။နောက်ဆုံးတော့အင်အား6သိန်းကျော်ပါတဲ့တပ်မကြီးဟာပါရီကို